မင်္ဂလာပါမျိုးတို့ရေဒီတစ်ခေါက်ကတော့အလုပ်တွေမအားတဲ့ကြားကနေ vacation day ယူပြီးတော့ကနေဒါမှာရှိတဲ့အရန်နာမည်ကြီးရဲ့ Lake Louise ကိုသွားပြီးတော့ hiking လုပ်ခဲ့တဲ့အကြောင်းလေးပဲဖြစ်ပါတယ်လို့အလုပ်ကတစ်ပတ်ကို6ရက်နိုင်60လုပ်နေရတယ်ဆိုတော့ဒီခရီးစဉ်အတွက်တေချာကိုမပြင်လိုက်ရအောင်ပေါ့နော်ဆိုတော့ကိုသွားခြင်းတဲ့ခရီးတွေဘာတွေကိုအလုပ်ထဲမှာထမင်းစားတဲ့အချိန်မှာပေါ့နော်အလုပ်ကကွန်ပျူတာမှာပဲဟိုကြည့်နေပေါ့အဲ့ဒါသွားမဲ့မနေ့ကျမှပဲပစ္စည်းတွေကောက်သိမ်းတာပေါ့နော်အလုတ်ကတောက်ကြနေရအိမ်ကိုည9နိုင်ပင်ရောက်တယ်ရေမိုးချိုးပြီးတော့ည7နိုင်အိပ်ရဝင်တယ်နောက်မနေ့အိပ်ရစောစောထားပြီးတော့အဝတ်တွေကောက်ထည့်ပစ္စည်းတွေကောက်ထည့်ပြီးတော့airport ကိုလာတာပါလို့အသွားမှာတော့ကတော့လေရင်စီးကနည်းနည်းကြားတယ်မြောက်ဘက်ကိုဒါရိုက်သွားမယ်အစားပေါ့နော်တောင်ဘက်ကိုဆန်သွားပြီးတော့ Atlanta နဲ့ Calgary သွားရဆိုလေရင်က9နိုင်လောက်စီးရတာပေါ့နော်အဲ့ဒါနဲ့ Atlanta Airport ကနေပြီးတော့ Calgary ရောက်တယ် Calgary ရောက်ပြီးတော့တဲ့ခါမှာ immigration ကတော့ American citizen တွေကတော့လွယ်လွယ်လေးပေါ့နော် passport scan ပြီးတော့တခါတော့ဝင်သွားလိုက်ရုံပဲအဲ့ဒါနဲ့စနေနေ့ဆိုတော့ဒီကားငားတဲ့နေရာမှာအကြာကြီးစောင့်လိုက်ရတယ်မြင့်40လောက်ကား ready မဖြစ်သေးလို့ပေါ့နော်အဲ့ဒါစောင့်လိုက်ရတယ်ဒါကတော့ airport ကနေပြီးတော့ကားငားတဲ့နေရာကိုသွားနေတာပါလို့ဆိုတော့အဲ့ဒီချိန်ထိပတ်စံအိတ်ကမပြောက်သေးဘူးကားလည်းငားပြီးသွားရောကားထဲဝင်ပြီးတော့မောင်းလာတာပေါ့နော်လေစိတ်ကနေထွက်လာပြီးတော့ highway လက်တက်ရောဘောင်းမီအိတ်ကိုစမ်းကြည့်လိုက်တော့ပတ်စံအိတ်ကမတွေ့တော့ဘူးမတွေ့တော့ခါတော့ဟဲ့ပတ်စံအိတ်ပျောက်ပြီဆိုပြီးတော့အဲ့ဒါနဲ့ highway ကနေပြန်ခောက်လာလေစိတ်ကိုပြန်မောင်းလာပြီးတော့ပူထူနေရပါဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်အဲ့မှာပဲတနားရီလောက်ကြာသွားတယ်နောက်တော့ကားကိုပြန်ရောက်ပြီးတော့တေချာပြန်ကြည့်တဲ့ခါကျတော့ဒီ driver side ရဲ့ကားထိုင်ခုံအောက်မှာပတ်စံအိတ်ကကြာနေအဲ့မှာပြန်တွေ့တော့မဟုတ်ရင်တော့အဲ့ဒါသွားပါပြီပေါ့နော် credit card တွေအကုန်လုံးကအဲ့မှာပဲပေါ့နော်အဲ့တော့ခရီးသွားတဲ့ခါတတိပြုရမှာလေ credit card အပိုခွဲပြီးတော့ထားပါပေါ့နော်ဒီ luggage အကြီးမှဖြစ်ဖြစ်ကြောဖို့အိတ်မှာဖြစ်ဖြစ်ပေါ့နော်ပတ်စံအိတ်ထဲမှာပဲအကုန်လုံးစုပြုံပြီးမထားပါနဲ့လို့hotel check-in ဝင်ပြီးတော့နဲ့ရေမိုးချိုးပြီးတော့ warm up ကိုသွားတာပေါ့နော်အရေးကြီးတဲ့ snack တွေနောက်မနေ့စားဖို့ breakfast တွေပေါ့နော်ဒါကတော့ South Africa လိမ္မော်သီးဆိုတော့တကူးတကရသေးတယ်ဒါတော့မနက်4နာရီထားပြီးတော့4နာရီခွဲမှမနက်စားတာပါလို့ဒါတော့เนาะပြီးတော့ဒီပထမဦးဆုံးစီးမဲ့ cable car စီးမဲ့နေရာရဲ့ပထမဦးဆုံး hiking လုပ်မဲ့နေရာရဲ့ဒါပထမဦးဆုံးသွားတာပေါ့เนาะဆိုတော့တနာရီခွဲမောင်းရတာပေါ့เนาะ hotel ကနေပြီးတော့ဒီတနာရီခွဲမောင်းရတာအဓိကတော့အစောကြီးဘာလို့သွားရလဲဆိုလို့ရှိရင်တို့အကြီးကတော့ parking မရှိလို့အခုတလော Banff National Park ကအရန်ကို popular ဖြစ်တဲ့ခါကျတော့ဧည့်သည်တွေကတန်းနဲ့ချီပြီးလာတယ်เนาะပြီးတော့ July လကုန်ဆိုတာကအဲ့ချိန်ကအရန် popular ဖြစ်တဲ့အချိန်ပန်းနေလဲအရန်ပွင့်တဲ့ချိန်ဆိုတော့လူတွေကအဲ့ဒီချိန်ကိုစုပြုံပြီးလာတော့ hotel တွေဘာတွေအဲ့ဒီချိန်ကအရန်ဈေးကြီးရပါတော့အဲ့တော့ဒီ Calgary မှာနေတာနည်းနည်းပို့ပြီးတော့ဈေးတက်တာတယ်ပေါ့နော်ဟိုအဲ့ဒါကြောင့်မလို့ Calgary မှာနေပြီးတော့ကားငားပြီးတော့ဒီ Banff ကိုပေါ့နော်တနားရီခွဲလောက်မောင်းရတဲ့နေရာပေါ့အမှသွားရတာပေါ့နော်ဒါတော့ရောက်သွားတဲ့ခါအစောဆုံးကိုကပထမဆုံးရောက်လာတယ်နော်ဒီကားတွေကကိုနောက်မှရောက်လာတာကိုကဘေးနားကပတ်လေကလမ်းကလေးမှာတော့ဟိုနိုင်ဝက်လောက်ကလမ်းလျှောက်ပြီးသွားတယ်ဒါကတော့နေထွက်ခါနီးအလှပေါ့နော်ဒါဖြစ်ချင်တော့အဲ့ချိန်ကတော်မီလောင်နေတဲ့အချိန်ဆိုတော့လေတစ်ချက်ကြရင်မထင်မှတ်ပဲနဲ့ဒီမီးခိုးငွေတွေကအဲ့လိုအပြည့်ဖြစ်သွားပြီးတော့လုံးဝ smoky ဖြစ်သွားတဲ့အချိန်လည်းရှိရပါတော့ကိုသွားတဲ့အချိန်ကတော့ကောင်းတဲ့အခါကျတော့ကောင်းကင်ကအဲ့နေရာနဲ့ကြည်နေရပါတော့ဒါကတော့ cable car မစီးခင်လေးမှာတန်းစီနေရတဲ့အချိန်ပေါ့နော်အဓိကတော့ Korean တွေနဲ့ Chinese တွေရဲ့ပြီးတော့ Indian တွေရဲ့အများများရတယ်ပေါ့နော်ဒီ park ကိုလာလဲတဲ့ဧည့်သည်တွေထဲမှာဖြစ်ချင်တော့ Simon စီးရမယ့်အလဲမှာသူက3ယောက်တစ်စီး4ယောက်တစ်စီးအဲ့လိုစီးရတဲ့အခါမှာ Simon ရဲ့နောက်မှာကျတော့ဒီ Toronto မှာနေတဲ့Indian auntie နဲ့ uncle တွေများနဲ့အတူတူကြတာပေါ့နော်သူတို့ကလည်းကိုယ့်ကိုလေတွေ့တာနဲ့ဘယ်ကလာလဲဆိုတော့အင်ဒီယနာလာတယ်ဆိုတာနဲ့ဟဲဒေါ်နယ်ထရန့်ကိုဘယ်လိုထင်လဲဆိုပြီးမှလေဒေါ်နယ်ထရန့်အကြောင်းပြောလိုက်တာအစစီးလိုက်ကြတဲ့တောင်ထရောက်တဲ့တီးသူတို့ရဲ့ဒေါ်နယ်ထရန့်ကောင်းကြောင်းကိုနားထောင်ပြလိုက်ရအဲနေပေါ့နော်ကိုကလည်းရီးချင်တယ်သူတို့ကတကယ်ဆို Canadian လေနော် American တွေမှမဟုတ်တာဒါပေမဲ့သူတို့အရန်ကိုတော့ Trump ရဲ့ mega core fan နေဆိုတော့လေအဲ့နဲ့ကိုကအမှန်တကယ်တော့ကိုကဒီ cable car စီးတယ်ဆိုတာ
ရှုခင်းလာလေးကိုကင်မရာရိုက်ချင်တာလေအဲ့ဒါသူတို့နဲ့စကားပြောနေရတဲ့ကိုလေကိုကတေးချတော့မရိုက်လိုက်ရအောင်အဲ့ဘလို့မှမသိဘဲနဲ့တောင်ထိပ်ကိုရောက်သွားတော့လုံးဝအမှတ်တရပါပဲလို့ No, I know, but they have 400 dollars per night. ဒီကေဘယ်ကားစီးရဲ့နေရာကတော့ဒီနေရာကအကောင်းဆုံးမဟုတ်လို့ပြောကြရတယ်ပေါ့နော်ပြီးတော့တကယ်လည်းဟုတ်တယ်ဟိုတောင်အောက်ကနေလေတောင်ထိပ်ထိစီးတာ10မိနစ်ပဲကြာတယ်ပြီးတော့ရှုခင်းနေရလည်းအဲ့လောက်ထိမလှဘူးပေါ့နော်နောက်ထပ်ကေဘယ်ကား2နေရာရှိသေးတယ်ပေါ့နော်အဲ့ဒီနေရာက Sunshine နဲ့နောက်တစ်ခုကကျတော့ Lake Louise နားမှာတစ်ခုရှိရလို့ပြောတယ်ဆိုတော့အဲ့နှစ်ခုကတော့ဒီဟာထက်ပိုကောင်းတယ်လို့ပြောကြတယ်ပေါ့နော်ဆိုတော့ Simon ကတော့တေချာမသိတဲ့ခါကျတော့ဒါကိုပဲ$80ပေးပြီးတော့စီးလိုက်တာပေါ့နော်ဈေးတော့နည်းနည်းကြီးတယ်ပြီးတော့တခြားသူတွေနဲ့စကားပြောကြည့်တဲ့အခါမှာသူတို့ပြောတာပေးရတဲ့ဟာဈေးနှုန်းနဲ့မတန်ဘူးလို့ပြောကြတာပေါ့နော်တကယ်များ band တော့မယ်ဆိုလို့ရှိရင်ဒီနေရာကိုရှောင်ပါလို့ဟိုတခြား location တစ်ခုကိုပဲစီးကြပါလို့အကြံပြုပါတယ်လို့ဒါကတော့ဒီတောင်ထိပ်ရောက်သွားတဲ့အခါမှာပေါ့နော်ထွက်ပြီးတော့ဒီရှုခင်းနေကြည့်ရတဲ့နေရာပေါ့တော်တော်လေးလာတယ်ဆိုတော့ဒီတောင်ထိပ်ကိုကေဘကမစီးဘဲနဲ့ဒီတိုင်းလမ်းလျှောက်ပြီးတိုင်လဲရတယ်ဒါပထမအဆုံးနေ့ဆိုတော့ Simon ကအရန်ကြီး overဟိုမဖြစ်ချင်ဘူးလေเนาะဘာကြောင့်လဲဆိုတော့နောက်တစ်ရက်မှာအရန်မှတ်တဲ့တောင်တက်ဖို့လုပ်ထားတာဆိုတော့ပထမနေ့မှာအရန်ပြိုင်းသွားလို့ရှင်နောက်နေ့မတက်နိုင်မှာဆိုတော့ဒီနေ့ကတော့ဒီကေဘယ်ကားကိုပတ်စံပေးပြီးစီးလိုက်တာပေါ့နော်ဒီကေဘယ်ကားကိုမနေ့စောစောစီးဖို့ဆုံးဖြတ်ရတဲ့အထဲမှာသူက review တွေထဲမှာပေါ့နော်မနေ့စောစောသွားလို့ရှိရင်တုံးရန်သရိတ်ဆန်နေမြင်ရမယ့်အခွင့်အလမ်းပုံများတယ်လို့ပြောတာပေါ့နော်အဲ့ဒါဒီနေ့သွားတဲ့ခါကျတော့တောင်စိတ်တွေတွေ့ခဲ့ပါတယ်လို့ဆိုတော့ကြည့်ရတာဒီတောင်စိတ်တွေကဒီနားတော့မှာပဲနေတဲ့ပုံမှာပဲပေါ့နော်ဆိုတော့တောင်စိတ်ကလည်းပြီးတခြားသရိတ်ဆန်တွေတော့မတွေ့ခဲ့ဘူးပေါ့နော်ငှက်တွေတောင်မှတေချာမတွေ့ခဲ့ဘူးပေါ့နော်ဒီနေရာကတော့ဝက်ဝင်နေကြက်စားတဲ့နေရာဆိုပေမဲ့ဒီနားမှာလူတွေနဲ့အရန်ဆူညံနေလို့တော့မသိဘူးဝက်ဝင်နေတော့အနာကတ်လာတာမတွေ့ဘူးပေါ့နော်ဆိုတော့ဒီဘော့ကနေပြီးတော့ရှောက်သွားခြင်းဟိုဘက်တောင်ထိပ်ကိုသွားလို့ရတယ်ပေါ့နော်အဲ့ဒီနေရာကိုသွားတာဟိုလောက်ပဲကြာတယ်အသွားပြန်တနားရီလောက်ပဲကြာပါတယ်လို့ tourist တွေအများစုကတော့ဒီဟိုဘက်ကမသွားကြဘူးပေါ့နော်ဒီဘက်မှာပဲနေပြီးတော့ဓာတ်ပုံရိုက်ပြီးတော့ပဲပြန်လှည့်သွားကြတာများတယ်ပေါ့နော်ဟိုဘက်မှာကျတော့ဒီဘော့ပြီးသွားလို့ရှိရင်ပေါ့နော် hiking trail တခုရှိရတော့လာတယ်အဲ့ဘက်ကကျတော့ဆင်းသွားပြီးတော့လေနော်ဆိုတော့အဲ့လို tourist အများများတဲ့နေရာတွေသွားတဲ့ခါကျရင်ဒီအနီးအနားကလက်လန်းမီရဲ့နေရာဆိုရင်လူတွေကပြုံနေရတဘာဝပဲပေါ့နော်ဒါပေမဲ့အဲ့လိုအရင်ပြုံနေတဲ့နေရာကနေပြီးတော့နိုင်ဝက်လောက်ဆက်ပြီးတော့ဆက်သွားလိုက်မယ်ဆိုရင်လူတွေကမရှိတော့ဘူးအဲ့လိုလမ်းအရန်လျှောက်ရတဲ့နေရာမျိုးနည်းနည်းလေးမတ်တဲ့နေရာမျိုးဆိုရင်တောင်ယုံလူကဆက်မသွားကြတော့เนาะအဲ့တော့ကိုကကင်မောအဲ့လိုမျိုးငင်းငင်းချမ်းချမ်းနဲ့အေးစစ်စစ်ဟိုတီးတက်နေချင်တယ်ဆိုလို့ရှိရင်လူအုပ်နဲ့ဝေးတဲ့နေရာဘက်ကိုနိုင်ဝက်လောက်လမ်းလျှောက်သွားလို့ရှိရင်တကယ်အဲ့လိုရှုခင်းကိုအေးချမ်းချမ်းနဲ့တယောက်တည်းခံစားလို့ရပါတယ်လို့
ဆိုတော့မနက်၈နာရီလောက်ကလေးကနေခေဘကားနဲ့တက်လာလိုက်တာပေါ့နော်10နာရီလောက်ကျတော့အောက်ကိုပြန်ဆင်းဖြစ်တယ်ပေါ့နော်အဲ့ဒီချိန်ထိအမှန်တကယ်တော့အစကရည်ရွယ်ချက်ကတော့အဲ့ဒီမှာပဲ brunch စားမယ်ပေါ့နော်ဒါပေမဲ့ကိုဆင်းလာတဲ့အချိန်ထိ restaurant တွေကမဖွင့်နေဘူးသူက7နာရီမှဖွင့်မှာဆိုတော့လေစားစရာမရှိတော့မနက်ကစားမနက်4နာရီခွဲမှစားလာတဲ့ breakfast ကလည်းကုန်ပြီပေါ့နော်အဲ့ဒါနဲ့ဒီအောက်ထပ်ကရှိတဲ့ဆိုင်မှာပဲ Starbucks မှာပဲပေါ့နော်အဲ့ဒါသူရဲ့ snacks ကိုဝယ်ပြီးတော့စားအဲ့ဒီခေဘကားစီးရဲ့နေရာကနေပြီးတော့နောက်ထပ်မိနစ်40လောက်မောင်းသွားတဲ့အခါကြောင့်လို့ရှိရင်ဒီပထမဦးဆုံးစတက်မဲ့ hiking trail ကိုရောက်ပါတယ်လို့ကိုကရောက်သွားတဲ့ချိန်မှာ7နာရီလောက်ထုံးနေပြီဆိုတော့အဲ့ချိန်က tourist တွေကပြုံနေတာပဲပေါ့နော်အလာလာလူကတော့ရဲဆက်များတာပေါ့နော်အဲ့တော့Hello hiking တွေပါတယ်သွားမယ်ကိုကအေးချမ်းသွားကျင်တယ်ဆိုလို့ရှိရင်လေမနေ့အစောကြီးဘယ်သူမှမရောက်ခင်သွားတာကပို့အဆင်ပြေတယ်မဟုတ်ရင်လေ hiking trail တစ်ခုလုံးမှာဟိုတောင်ပြုံးဖျားပွဲသွားလို့မျိုးလေလူတွေကြက်တိတ်ပြီးတော့ဟိုတိုက်ဒီတိုက်နေလေနော်အဲ့ဒါဘလို့မှ hiking သွားတဲ့ feeling ကမရတော့တကယ်ပွဲစီတိုးနေတယ်လို့မျိုးနဲ့ပေါ့နော်တောင်ထိပ်ကိုလူရက်တက်ရတာပေါ့နော်အဲ့တော့ဒါပေမဲ့ကိုကလည်းဘယ်လိုမှဆိုရင်တရက်ထဲမှာပဲ activity တွေအများကြီးလုပ်မယ်ဆိုရင်တော့မဖြစ်မနေတော့သွားတာပေါ့နော်ဒါတော့သွားနေရလမ်းကြောင်းတစ်လျှောက်မှာအရန်လာတာပေါ့နော်ဆိုတော့ရိုက်ထားတဲ့ဗီဒီယိုတွေကအများကြီးပဲကြည့်ရတဲ့လူတွေအီမှာဆိုလို့ဒါကိုကတချို့တွေကိုဖျက်လိုက်တာတကယ်တော့ဒီလမ်းကိုကားမောင်းရတာအရန်ကိုစိတ်ချမ်းသာဖို့ကောင်းတယ်လို့ဟိုဘက်မှာလည်းတောင်နေနဲ့ပြီးမှဆိုရင်လည်းပေါ့နော်ဒီတစ်ပင်နေနဲ့အရန်လာတယ်ရှုခင်ပေါ့နော်ဒါတော့ hiking trail ကိုရောက်သွားတဲ့အခါမှာလေဟိုဘက်ချမ်းဒီဘက်ချမ်းမှာထားတဲ့ parking lot နှစ်ခုစလုံးကပြည့်နေပြီ7နာရီဆိုတော့လူတွေကနိုးပြီလေနော်အဲ့ဒါနဲ့အဲ့ဒီ parking lot ကိုနောက်ထပ်မိုင်ဝက်လောက်ဖြတ်ပြီးတော့မောင်းလာပြီးတော့အဲ့လမ်းဘေးနားမှာကားကိုထိုးချပြီးတော့ဒီဟာကိုလမ်းပြန်လျှောက်လာတာပေါ့နော်ဆိုတော့ရောက်သွားတဲ့အချိန်မှာဒါကတော့အဝင်ဝပါလို့ကြည့်ပါအောင်ချောင်းရည်တွေကကြည်လင်ပြီးတော့လေစိမ့်ပြအောင်တန်းနေရပါတော့ရေအလောက်ကြည်တာမျိုးဒါပထမအဆုံးမြင်ဘူးတာပဲတော်တော်လေးလှတယ်ကိုလိုရာဒိုသွားတော့ကလည်းရေတွေကအရန်တော့လှတယ်ဒါပေမဲ့ तू ကပို့ပြီးတော့အစိမ်းရောင်ပိုတန်းတယ်နော်ကိုလိုရာဒိုကဟိုရေတကွန်နေချောင်းတွေကကျတော့ဒီဘက်မှာကျတော့ band မှာကျတော့ तू က chemical ကြောင့်ထန်တယ်ဒီဘက်ကျတော့စိမ့်ပြအောင်တန်းတယ် तू ကအဲ့ဒါကြောင့်လည်းနာမည်ကြီးရပြီနော်ဒါကတော့တစ်လျှောက်လုံးပေါ့ तू ကအဓိကတော့ဒီချောင်းရေကျချောင်းတစ်လျှောက်မှာဒီလူလျှောက်လမ်းလေးကိုလှုပ်ထားပေးရမှာမြင်တဲ့အတိုင်းပဲတော်တော်လေးကျန်းတယ်ဆိုတော့ပြီးတော့လူတွေလည်းအများကြီးပဲအဲ့တော့ဟိုဘက်ဒီဘက်တွန်းတက်တိုက်နေပဲပေါ့နော်အဲ့လိုနဲ့ပဲတောင်ပွဲတက်တော့ရတာပေါ့နော်2နာရီလောက်ကျတော့တောင်အောက်ကိုပြန်ရောက်လာလေနော်ပြန်ရောက်လာတော့တော်တော်လေးမောနေပြီအခါကျတော့
ဒီ hotel ကိုပြန်တယ်နောက်ထပ်တနားရီခွဲမောင်းပြီးတော့ပေါ့နော်ကြည့်ပါဦးတောင်တွေကလှလိုက်တာ hotel ပြန်ရောက်တာနဲ့ Uber Eats ကနေပြီးတော့ပေါ့နော်စားတောက်စရာတွေကိုမှာထားလိုက်တယ်ပြီးတော့ရေမိုးချိုးပြီးသွားတာပေါ့နော်ရေမိုးချိုးပြီးသွားတယ်စားတောက်စရာတွေရောက်လာတော့ကွက်တီအဲ့ဒါကွာစားတယ်ဘာလို့အများကြီးမှာလဲလို့မေးရင်ပေါ့နော်ဒါညစာရောနေ့လယ်စာရောမနေ့စာရောတခါတည်းပေါင်းပြီးမှာတာဘာလို့ဆိုကိုကမနေ့ဆိုရင်4နိုင်ခွဲလောက်ထပြီးတော့ hotel ကနေဆို9နိုင်လောက်ထွက်တာဆိုတာဘာဆိုင်မှမဖွင့်သေးဘူးလေနော်အဲ့တော့ပြီးတော့ဟိုရောက်သွားတဲ့ခါကျရင် bunch မှာ hiking လုပ်မယ်ဆိုရင်တီးရမှာကဟိုမှာလေအောက်မှာရှိတဲ့ store ဆိုင်ကလွယ်ရင်ဘာမှစားစရာမရှိဘူးကိုစားချင်တာရှိရင်ကိုယ့်ဟာကို pack သွားမှာပဲစားတောက်ကစားရတာလေနော်အဲ့ခါကျတော့အဲ့တော့ဒီနောက်တရက်မရောက်ခင်ညနေမှာဆိုရင်ကိုအစားတောက်တွေအကုန်လုံးတေချာမှာထားပြီးထုတ်ပိုးပြီးတော့နောက်မနေ့ဆိုရင်အဲ့ဒါ9နာရီဆိုရင်ထားပြီးတော့bunch ခုတ်ပြန်သွားတာပေါ့နော်ဒါလည်းတော်တော်လေးကန်ကောင်းတယ်မနေ့9နာရီရောက်သွားတော့မှကားပါကင်က90ရာခိုင်နှုန်းပြည့်နေပြီပါကင်က3ခု4ခုလောက်ပဲကျန်တယ်အဲ့ဒါကိုကကန်ကောင်းပြီးတော့ပါကင်ရသွားတာပေါ့နော်ဆိုတော့ဒါကတော့တကယ်ဒီခီးစဉ်ရဲ့အဓိက main point ဖြစ်တဲ့ Lake Louise ကိုရောက်သွားတဲ့အချိန်ပေါ့နော်ဒါ Lake Louise နားမှာဒီ hotel အကြီးကြီးတစ်ခုရှိရယ်ဆိုတော့ဒီ hotel ရဲ့ဈေးနှုန်းကိုကြည့်လိုက်တာသူကတညအောင်ဒေါ်လာ1800နေစားတယ်ဆိုတော့နာမည်ရှုခင်းကတော့အရင်လာလေနော်အဲ့တော့ပတ်စံနေအရင်ပိုးရတဲ့ထေးတွေကတော့ဒီမှာနေကြတာပေါ့နော်ဆိုတော့မနေ့ဆိုရင်အဲ့ရနိုးလာရင်ဒီ Lake Louise ရဲ့ view နဲ့အဲ့ရနိုးတာပေါ့နော်ဆိုတော့ဒါကကိုရောက်ချင်းဆိုတော့လူသိမ့်မများသေးဘူးမနေ့9နာရီဆိုတော့ကျွန်တော်ဒီဘေးနားကနေဒီရေကန်ဟိုတောင်ပေါ်ကနေကြည့်ရှင်လို့ရှင်သူကဘေးနားမှာတောင်တက်လမ်းတစ်ခုရှိရဲအခုအဲ့ဒီကိုသွားနေတာပေါ့နော်ဒါကတော့တောင်တက်လမ်းပထမဦးဆုံးစတဲ့အဝင်ဝပေါ့နော်ဆိုတော့သူကလမ်းကြောင်းက3ခုရှိရယ်တစ်ခုကကျတော့ဒီရေကန်ကိုပတ်ပြီးတော့ရှောက်တဲ့လမ်းရယ်တောင်အမြင့်ကိုတက်သွားတဲ့လမ်းရယ်ပေါ့နော်ဆိုင်မိုးကတော့ဒီတောင်အမြင့်ကိုတက်တယ်ဘာကြောင့်လဲဆိုတော့ဒီတောင်အမြင့်ကနေရေကန်ကိုကြည့်တဲ့ရှုခင်းပုံတွေကိုမြင်ဖူးတော့တော်တော်လေးလှတယ်ဆိုတော့လေအဲ့ဒါတောင်အမြင့်ကိုတက်ဖို့ဆုံးဖြတ်ပြီးတော့အဲ့ဒါတောင်အမြင့်ကိုစတက်တာပေါ့နော်စတက်ကလေးကဟိုဟိုက်နေပြီဘာကြောင့်လဲဆိုတော့သူကလေအရင်မှတ်တာလေနော်ဟိုရုပ်တရက်ကြည့်ရင်တော့မမှတ်ဘူးလို့ထင်ရတယ်ဒါပေမဲ့လုံးဝအသက်ကြီးပဲဆက်တိုက်ဆိုတော့လေလူကတော်တော်ပြိုင်းပါတယ်လို့ဒါကတော့လမ်းတစ်ဝက်မှာပေါ့နော်ရောက်သွားတဲ့နေရာပေါ့ဒီကတော့ရေကန်အသေးလေးပေါ့ဆိုတော့ဒီနေရာလေးတော်တော်လေး popular ဖြစ်တဲ့လူတွေတော်တော်များဒီနားရောက်တော့အနားယူကြပြီးတော့ပြန်ဆက်တက်ကြတာပေါ့နော်ဆိုတော့ဆက်တက်သွားတဲ့ခါကျလို့ရှိရင် तू ကဒီနားမှာလေလက်ဖက်ရည်ဆိုင်လို့ခေါ်ရမလား tea house လေးတစ်ခုရှိရယ်ဆိုတော့ तू က credit card သုံးလို့မရဘူး cash နဲ့ပဲသုံးလို့ရတယ်အဲ့မှာရှိတဲ့အစားအသောက်တွေထီးတွေပါတယ်မုတ်တွေပါတယ်အကုန်လုံးကပေါ့နော်အဲ့ဒီကဝန်ထမ်းတွေကမနေ့တိုင်းသူတို့လည်းတောင်တက်ပြီးတော့အဲ့ဒါကိုကျုပ်ဖွဲ့အိတ်နဲ့တည်သွားရတာပြန်ဆင်းလာရင်သူတို့အမိုက်တွေယူပြီးပြန်ဆင်းလာတာပေါ့နော်ဆိုတော့အဲ့ဒီ tea house မှာအဲ့လို coffee တွေလက်ဖက်ရည်ဝယ်တောက်ချင်တယ်ဆိုလို့ရှိရင် cash ယူသွားပါလို့ဆိုတော့ Simon ကတော့ဘာမှမဝယ်စားခဲ့ဘူးဘာကြောင့်လဲဆိုတော့လေအဲ့ဒီ tea house မှာကိုတန်းစီရဲ့ line ကအရန်ရှိတာလူတွေကအများကြီးပဲဒါတော့မှကိုကလေမနေ့9နာရီကတက်တာဆိုတော့ကိုကတော့တောင်တက်နေရဲ့လူဆိုတော့သူများတွေကတနားရီလောက်တက်တဲ့ခီးကိုကိုကအနည်းဆုံး2နာရီလောက်တက်တာလေနော်အဲ့တော့ကိုရောက်သွားတဲ့ခါကျတော့မနေ့ဟိုလောက်ရှိမှတင်တယ်9နာရီခွဲ10နာရီလောက်ရှိမှတင်တယ်ဆိုတော့လူတွေတော်တော်များရောက်နေပြီပေါ့နော်ဆိုတော့ဒီနေရာလေးကလည်းအရန်ကိုပေါ့နော်ဟို popular ဖြစ်တဲ့နေရာလေးပေါ့နော်လူတွေတော်တော်များများဒီမှာဒီဓာတ်ပုံရိုက်ကြတယ်တချို့ဆို wedding ပေါ့နော်တချို့ဆိုဒီမှာ marriage proposal တွေလုပ်တဲ့နေရာလေးပေါ့နော်ပြောမစွန်လေဒီကင်မရာကလေအဲ့လောက်ထိလှတာကိုလေတေချာလေးသူမရိုက်ပြနိုင်ဘူးပေါ့နော်အပြင်မှာဆိုရင်အရန်လှတယ်ဒီနေရာကလေဟိုလိုရောက်သွားတဲ့အခါကျတော့ရှင်တကယ်ကိုအရန်ပေါ့နော်ကိုပေါ့ကိုမှရှိတဲ့ပြဿနာဒုက္ခတွေအားလုံးကိုလေမေ့သွားစီတဲ့နေရာမျိုးပေါ့နော်ရှုခင်အရန်လှတဲ့အတွက်ကြောင့်မလို့ဒါကတော့ဒီက coffee ဝယ်ဖို့မဟုတ်ဝယ်ဖို့တန်းစီနေရ line ပေါ့နော်
ဟဲတော်ပြီငါတလောက်တော့မဆောင်နိုင်ဘူးဆိုပြီးမှနဲ့အဲ့ဒီအိမ်ကလေးကိုကြော်ပြီးတော့တောင်ဘက်ကိုပြန်ဆက်ပြီးတော့ဆက်တက်သွားတာပေါ့နော်ဒါတော့တောင်ထိပ်ရောက်ခါနီးလေမိနစ်20လောက်အလိုမှာမြင်ရတဲ့ရေကန်ရဲ့ရှုခင်းပေါ့နော်ဆိုတော့ကြည့်ပါဦးဒီတိုးပန်းလေးတွေလေဟိုလမ်းတစ်လျှောက်အဲ့လိုပွင့်နေရအရာလာအယောင်မျိုးစုံနဲ့လေနော် More so like I knew he wasn't there, but I just like wanted to see him. Piece of God in that room and like pray to fuck their skin. ဆိုရေကန်ကိုဒီမှာစမြင်ရရင်ပေါ့နော်စိမ့်ပြရနဲ့အပြင်မှာတကယ်ပိုးလာတယ်ဒီလားကင်မရာမှာကျွန်တော်အယောင်ကအလောက်ထိမလောက်အပေါ်ကနေပြီးတော့နေအောင်ချီရလဲဖြာပြီးတော့လေကြာနေရတော်တော်လေးလာတယ်ဒါတော့တောင်ထိတ်ကနေပြီးတော့ဒီဘက်တက်လာခဲ့တဲ့တောင်တက်လန်းကိုပြန်လှည့်ကြည့်တဲ့ view ပေါ့နော်ကြည့်ပါဦးတောင်တန်းကြီးကိုကြည့်လိုက်အရန်လာဒီဆောင်းတွင်းပေါ့နော်ဒီ snow ကြတဲ့အချိန်ကိုကမကြောက်တတ်ဘူးဆိုရင်အဲ့အချိန်တက်ရင်ဆိုဒီတောင်ထိတ်တွေကလေ snow တွေနဲ့ဖုံးပြီးအရန်လာတာအဲ့ဒီ Lake Louise ရေကန်ကြီးကိုကြည့်လိုက်ရင်လည်းမသိရင်တင်ပေါ်ဆေးရင်မှောက်ထားလို့ပဲเนาะအရန်လှတာသူ့အယောင်ရတယ်အဲ့လိုမျိုးအပြင်မှာဒီထက်တောင်ပိုလာတာပေါ့เนาะလူကိုယ်တိုင်မြင်ရတဲ့ခါကြလို့ရှင်ပို့ဆိုပဲအထူးသဖြင့်အဲ့လိုတိမ်ပေါ်ကနေအဲ့လိုနေအောင်ချီရတဲ့ဖြာကြနေတဲ့အချိန်ဆိုအရန်ကပြဆန်တာပေါ့နော်မသိရင်တကယ်ကိုပကြီးကားအထက်ကိုရောက်သွားလို့မျိုးခန်းစားချက်မျိုးရပါတယ်လို့ဆိုတော့အဲ့လိုမျိုးတွေမြင်ချင်လို့လဲအပင်ပန်းခံပြီးတော့တောင်တက်တာလေနော်ဒါကတော့တောင်ထိပ်မှာပေါ့ငါရောက်ခဲ့ပါပြီဆိုပြီးအမတ်တရအနေနဲ့ဗီဒီယိုရိုက်ထားတာပါလို့တောင်ထိပ်မှာပါလာတဲ့နေ့လယ်စာကိုစားပေါ့နော်အဲ့ဒါတောင်ထိပ်ကနေပြန်ဆန်းလာတော့အောက်ကနေတက်လာတဲ့ဒီအုပ်စုကိုတွေ့ရလေနော်မြင်းနဲ့တက်လို့ရမှန်းကိုကတိချာမသိဘူးတောင်တက်လာတော့ကတော့လမ်းတစ်လျှောက်မှာပေါ့မြင်းကြီးတွေတော့တွေ့တာပေါ့နော်စိတ်ထဲမှာတမင်နေလားတမမဟုတ်အဲ့လိုတမင်တရေတွေရဲ့ချီးတွေလို့ထင်တာလေတကယ်တော့မြင်းကြီးတွေဖြစ်နေတယ်ဒီအုပ်စုကိုမြင်တဲ့အခါကျမှနဲ့ဒီမြင်းစီးတဲ့အုပ်စုကိုမြင်ပြီးတော့တောင်အောင်ရောက်ပြီးမှအဲ့ဒါစုံစမ်းကြည့်လိုက်တဲ့ခါကျမှသူကမြင်းနဲ့လည်းတက်လို့ရတယ်ပေါ့နော်တစ်ခါတက်ရင်သူကတယောက်ကို$300ပေးရတာပေါ့နော်မြင်းနဲ့တက်ရင်တော့တက်တာပေါ့နော်အသက်ကြီးရဲ့သူတို့အဲ့လိုမတက်နိုင်ရဲ့သူတို့ရှုခင်းကိုမြင်ချင်တယ်ဆိုရင်တော့$300အကုန်ခံပြီးတော့ဒီတောင်ထိပ်ကိုတက်လို့ရပါတယ်လို့ဆိုတော့တောင်အောက်ကိုပြန်ဆင်းလာတဲ့အခါမှာနေ့လယ်တနာရီလောက်ရှိပြီတင်တယ်နေ့လယ်တနာရီလောက်ဆိုတော့ဟိုတယ်ကိုပြင်နောက်ထပ်2နာရီနီးပါးလောက်ပြန်မောင်းရမယ်ဆိုတော့ပြန်တော့မယ်ဆိုပြီးတော့ပြန်လာလမ်းမှာခဏနားပေါ့နော်ဒီ rest area မှာဆိုတော့လမ်းတစ်လျှောက်လုံးမှာလေခဏနားချင်းစရာကြီးပဲတည်လားဟိုရှုခင်းအရန်လာတဲ့အခါကျတော့လေဟဲ့တပ်ပုံရိုက်မယ်ဆိုမှ2နာရီလောက်ခရီးဆိုတော့အနည်းဆုံး2နာရီခွဲလောက်မောင်းရတာပေါ့နော်ဆိုတော့ဒါလည်း rest area မှာခဏနားပြီးရိုက်တာပါလို့တော်တော်လေးလာတယ်ဒါကတော့နောက်မနေ့ကျတော့ဒီလေစီးဖို့သွားတဲ့အချိန်ပေါ့နော်တည်တဲ့အတိုင်းပဲဒီမှာတောမီလောင်နေတာဆိုတော့ဒါမနေ့ပိုင်းမှာကျတော့ဒါမီးခိုးတွေအပြည့်နဲ့အဲ့လိုလမ်းမှာပေါ့နော်အဲ့လိုပဲပိတ်နေတာဆိုတော့ဒါကတော့လမ်းတစ်ဝက်မှာပေါ့နော်ဒီနေရာလေးကတပ်ပုံရိုက်ချင်နေရကြာပြီပေါ့နော်အဲ့ဒါခါတိုင်းကလုံးနဲ့သွားတဲ့အခါကျတော့မရိုက်ဖြစ်ဘူးဆိုတော့ဒီနေရာလေးကမနေ့စောနေမထွက်ခင်ဆိုအရန်လာတာလေနော်တောင်ကြားနေထွက်လာတယ်ကိုရောက်သွားတော့နည်းတော့နောက်ကျသွားတာပေါ့ဒါတော့လေစီးမဲ့နေရာကိုရောက်ပါပြီလို့ကိုတော့လေစီးမဲ့အထက်မှာကိုယ့်ရဲ့လေမာကဒီ Texas ကနေလာတဲ့ဒီ Asian မိသားစုပေါ့နော်တားတယောက်သမီးတယောက်နဲ့သူတို့4ယောက်ရယ်ကိုရယ်ဆို5ယောက်ပေါ့နော်ဆိုတော့ဒီလေလော်ပေးတဲ့ကောင်မလေးကကျတော့သူက UK ကပေါ့နော်သူပြောပြတာဒီနွေရာသီမှာဆိုလို့ရှိရင် tour guide လုပ်တဲ့လူတွေကအများစုက Aussie နဲ့ British တွေများတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ Canadian လူငယ်တွေကတော့သူတို့ကတော့ပုံမှန်လစာရတဲ့မြို့ကြီးတွေကိုသွားလိုက်ကြတာပေါ့နော်။မြို့ငယ်တွေမှာသူတို့မနေကြတော့ခါကျတော့လောလောဆယ်ဒီ tour guide တွေဒီ hiking trail တို့ boat trail တို့ fishing guide တွေလုပ်နေတဲ့လူငယ်အများစုကကျတော့ British နဲ့ Aussie တွေများတယ်ဆိုပြီးပြောပြတာပေါ့နော်။ကိုကထင်အောင်ထင်တာပေါ့နော်။
မှာသူပြောပြတာကဒီ Camel ဆိုတဲ့မြို့လေးကအရင်တော့ကျတော့သူကဘလို့နဲ့မြို့ဖြစ်လာလဲဆိုလို့ရှိရင်သူကကြောက်မီသွေးတွေတူးတဲ့အချိန်မှာပေါ့နော်အလုတ်သမားတွေကိုအနေနဲ့ရကအလုတ်သမားတွေအထူးသဖြင့်တရုတ်ပြည်ကလူတွေလည်းအများကြီးရောက်လာတာပေါ့နော်အဲ့အချိန်တုန်းကသူတို့ဒီမှာကြောက်မီသွေးတူးတဲ့နေရာနေစပြီးတော့သူတို့မြို့ဖြစ်လာတာပေါ့နော်ကြောက်မီသွေးတူးတယ်ပြီးတော့ဒီ Trans Canada မီယထာလာစဖောက်တဲ့ကလေးကနေသူတို့ကဒီမှာမြို့ဖြစ်လာတာပေါ့နော်ဆိုတော့ကြည့်ပါအောင်ဒီဘေးနာအိမ်နေဆိုဒါတွေကမီလန်နာအိမ်နေလေနော်ဆိုတော့ရှုခင်းနေရတော့ share ပဲပေါ့ဆိုတော့ဒီမြစ်ကတိတ်တော့မနဲ့ဘူးသူကအလဲကောင်အနက်ဆုံးနေရာမှာတော့မှ6ပေကျော်လောက်ပဲနဲ့တယ်လို့ပြောတာပေါ့နော်ဆိုတော့ဒီဘေးနားမှာမြင်နေရတာအမဲရောင်မြေကြီးတွေအဲ့ဒါမြေကြီးတွေမဟုတ်ဘူးတဲ့အဲ့ဒါကြောက်မီသွေးတွင်းကနေပြီးတော့ဒီကြောက်မီသွေးအပျော့စားတွေပေါ့နော်ဈေးကွက်မဝင်တဲ့သူကကြောက်မီသွေးအမုံတွေကိုဒီကမ်းဘေးနားမှာသူတို့လာပုံရင်းနဲ့တဖြည်းဖြည်းနဲ့အဲ့နေရာမှာသူကအဲ့လိုဖြစ်သွားတာပေါ့နော်ဆမ်မွန်းတောင်မှာအမတ်တရားဆိုပြီးကြောက်မီသွေးတွေတုံးကောက်လာခဲ့သေးရဲ့ကိုကကြောက်မီသွေးကိုတီချာလက်မြင်ဖူးတာမဟုတ်ဘူးဆိုတော့လေနော်အဲ့ဒါမှဘေးမှာဆိုရင်အမှငားများနေရဲ့အကိုကြီးတယောက်တွေ့ရတယ်ပေါ့ဒါကတော့ဒီချောင်းကြားလေးပေါ့နော်ရေလက်ကြားလေးမှာဒါက hot spring ပေါ့နော်ရေပူစမ်းဖြစ်နေတဲ့နေရာလေးအနံ့ရတယ် sulfur အနံ့ရတယ်ဆိုတော့ဒီ hot spring နေရှိတဲ့နေရာတွေကြောင့်မလို့လဲသူတို့ဒီနေရာမှာပေါ့နော်အရင်ကနာမည်ကြီးခဲ့တယ်ပေါ့နော်ဒီကြောက်မီသွေးတွင်အလုတ်သမားတွေကဒီနေရာမှာလာပြီးတော့ရေမိုးချိုးတာတွေအပန်းဖြေတာတွေလုပ်တယ်ပေါ့နော်ပြီးတော့အရင်က native ပေါ့နော်ဒီ Canadian တွေရှေ့ကလေးကရှိနေခဲ့တဲ့သူတို့တွေကလည်းဒီ Bow River ကိုသူတို့ကအသုံးပြုပြီးတော့ကုံသွဲစီးဆင်းတာမျိုးတွေလုပ်တယ်ပေါ့နော်ဒီ American ပြည်ထောင်စု Montana အထိသူတို့ရောက်တယ်လို့ပြောတယ်ပေါ့နော်ဆိုတော့ဒါသူတို့ရဲ့တမိုင်းကြောင်းတွေကိုရှင်းပြတာပေါ့တချို့နေရာမှာကျတော့တော်တော်လေးရေစီးတန်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဘုတ်ကိုလေးဆက်မပါဘဲနဲ့လော်ဖို့ဆိုတာလေးတော်တော်လေးတန်မှရမယ်အခုဒီလေလော်ပေးတဲ့ကောင်းမလေးဆိုလို့ရှိရင်သူပြောရလေသူနေ့တိုင်း gym သွားရတယ်နဲ့ gym မသွားရင်သူဒီလေကိုလှိကိုမလော်နိုင်ဘူးပေါ့နော်သူပြောရလဲဟုတ်တယ်လေသစင်းလုံးကိုကွာထိန်ချုပ်ဖို့ဆိုလွယ်တော့မလွယ်ဘူးလေနော် မြစ်ထဲမှာတနင်္လာလောက်မျောပြီးသွားတာနဲ့ဒါကတော့ပေါ့နော်ကနေဒါမှာရှိတဲ့အမြင့်ဆုံးကျိုးတရားကိုသွားမယ်ဆိုပြီးတော့အဲ့ဒီ Camel ကနေပြီးတော့နောက်ထပ်2နာရီမောင်းရတာပေါ့နော်ဆိုတော့ Banff National Park ကကျတော့သူက Alberta ဆိုတဲ့ပြည်နယ်မှာရှိရလေနော်ဒီကျိုးတရားကကျတော့ British Columbia ဆိုတဲ့ပြည်နယ်မှာရှိရဆိုတော့ဒီ2နာရီမောင်းသွားတဲ့ခါကျတော့တခြားပြည်နယ်တစ်ခုရောက်သွားတာပေါ့နော်ဆိုတော့အဲ့ဒါတခြားပြည်နယ်တစ်ခုရောက်သွားပြီးတော့ဒီကျိုးတရားရှိတဲ့နေရာကိုသွားပါတယ်လို့ဆိုတော့ဒီကျိုးတရားကလေအစကတခုတည်းရှိရတင်တာသူကတကယ်တော့ကျိုးတရား2ခုရှိရဒီလားအမြင့်ဆုံးကျိုးတရားရယ်နောက်ထပ်သူက upper bridge နဲ့ lower bridge ဆိုပြီး2ခုရှိရဒါကတော့အဝင်ဝမှာပေါ့နော်လက်မှတ်ကိုကတော့ online ကနေလက်မှတ်ဝယ်ထားတယ်ပြီးတော့သူတို့ရဲ့ waiver ကိုလည်းကိုက online ကလက်မှတ်ထိုးထားတယ်ဆိုတော့တော်တော်လေးတော့မြန်ပါတယ်ပေါ့နော် line နည်းနည်းရှိတာတခုပဲပေါ့ဒါကတော့လက်မှတ်ဖြတ်ပြီးသွားပြီး waiver လည်းဆိုင်ပြီးတော့လို့ဒီဝင်ခွင့်ရသွားတဲ့အချိန်မှာဝင်လာတဲ့အချိန်ပေါ့ဒါပထမဆုံး upper bridge ကိုပေါ့နော်ဒီလမ်း6လမ်းကနေမြင်ရတဲ့နေရာပါလို့ As the sun slowly crept into the sky, it filled the morning air with warmth and life. Sounds of birds in တကယ်တော့လေအဲ့ဒီနေရာရောက်သွားတဲ့အချိန်မှာလေအဲ့ဒီ zip line ကိုအရန်လှုပ်ချင်တာတိကဒါမဲ့လေကိုက vertigo ရှိထားတဲ့ခါကျတော့လေတခုခုဖြစ်သွားလို့ vertigo ကြီးစဖောက်လာရင်ဘဲမှသွားလို့မရလေနော်ကားလည်းမောင်းလို့မရဟိုတယ်လည်းပြန်လို့မရဘူးဒုက္ခရောက်မှာဆိုလို့မစီးပဲနဲ့အောက်ပြီးတော့ပြန်လာတာပေါ့နော်သူများစီးတာကိုပဲတမိတမောနဲ့ချနဲ့ကြည့်ရတာပေါ့တော်တော်လေးအသေးရဖို့ကောင်းတယ်ဒီလားအောက်မှာကြောက်အနှက်ကြီးတယ်နော်အပေါ်ကနေဒီ zip line ခုန်စီးရဲဆိုတာဒီမှာအဖော်ပါဖြစ်ရင်တော့စီးဖြစ်မှန်တယ်ကိုကကားမောင်းစရာမလိုဘူးဆိုလို့ရှိရင်နော်အမေအခုကဒီကနေပြီးတော့ဟိုတယ်ကိုပြန်ပြီးဆို3နိုင်လောက်ကားမောင်းရမှာဆိုကိုတယောက်တည်းဆိုတော့vertigo ကလည်းရှိထားတဲ့အခါကျတော့ဖြစ်မှာကြောက်တယ်နဲ့မစီးခဲ့ရဘူးပေါ့ဒါမျိုးတွေရမ်းလုပ်ချင်တာလေနော်ဒီဒါဆိုရင်လည်းသူကကြောက်ထဲကိုတခါတည်းဟိုလိုဝေးခနဲ့ဆိုပြီးအောက်ကိုကျတော့တာတကယ်တဲထိတ်ရင်ဖို့ပေါ့နော်
Walking in cold nights with your hand in mine, all wrapped up warm, sitting by the fire. It's like ဒါကတော့ကျိုးစရာကိုဓမ္မအုပ်ဆုံးဖြတ်တာပေါ့နော်ကိုရောက်သွားတဲ့အချိန်ကဟိုအချိန်ကောင်းမဟုတ်ဘာကြောင့်လဲဆိုတော့လေကိုရှိမှလူရောက်30လောက်ရှိနေဖြည်းဖြည်းချင်းသွားရတာပေါ့နော်ဒီစစချင်းရှောက်တဲ့ချိန်မှာအလောက်မသိတာအလဲကောင်ရောက်လေလေတရားခါလေလေဆိုတော့တကယ်တဲထိတ်ရင်ဖိုးဖြစ်တာပေါ့နော်ဆိုတော့ဒါလည်းပြောမစွန်အတွေ့အကြုံတစ်ခုပါပေါ့နော်အဲ့လိုမျိုးဒီက adventure thriller feeling မျိုးဟိုကြိုက်တဲ့လူမျိုးဆိုတော့ဒီကျိုးတရားကိုရှောက်ကြည့်တင်ပါတယ်လို့ဒါကတော့ဟိုဘက်ကမြင်နေရတော့ lower bridge ပေါ့နော်အခုလောလောဆယ်ဆိုင်မုံရက်နေရတော့ upper bridge ပေါ့ဒီကောင်ကတော့ကနေဒါတနိုင်ငံလုံးမှာသူကအမြင့်ဆုံး elevation မှာရှိတဲ့ suspension bridge လို့တော့သူတို့ပြောထားတာပေါ့နော်ဆိုတော့ဒါကတော့ private company อ่ะဆိုတော့ဝင်ကြေးရဘယ်လောက်ပေးရလဲဆိုရင် Canadian dollar 85လောက်ပေးရတယ်ထင်တယ်ဆိုတော့ upper bridge ကိုဖြတ်ပြီးသွားပြီးတော့ဟိုဘက်ကန်းကိုရောက်တော့ဒီဘက်ကန်းကိုပြန်ကူးလာဖို့ကျတော့ဒီ lower bridge ကိုပြန်ဖြတ်ရတယ်လေနော်ဆိုတော့ lower bridge ကျတော့လူရှင်းသွားတယ်ဘာကြောင့်လဲဆိုတော့ဟိုဘက်ကန်းမှာသူက activity အများကြီးရှိရပေါ့နော်ခုနမြင်ရတဲ့ zip line တို့ပြီးတော့အဲ့လိုတစ်ပင်တက်တာတို့တခြား roller coaster စီးတာတို့အဲ့လိုမျိုး amusement park လိုမျိုးလုပ်ထားတဲ့ခါကျတော့အဲ့ဘက်အချမ်းမှာလူတွေကနေခဲ့ပြီးတော့ activity တွေလုပ်ကြတာများတယ်ဆိုင်မွန်းကျတော့အဲ့ဒါတွေအကုန်လုံးပေါ့နော်လုံးမဲ့အချိန်လည်းမရှိတော့ဘူးလေနော်အဲ့ဒါတွေတခါတည်းတမန်ဖြတ်ပြီးတော့လမ်းလျှောက်လာပြီးတော့ lower bridge ကိုပြန်ရောက်လာပါတယ်လို့ဆိုတော့တရားဖြတ်ပြီးသွားတာနဲ့ဟိုတယ်ပြန်ဖို့ကျွန်တော်တော့3နာရီကားမောင်းရတာလေနော်တော်တော်လေးတော့ဝေးတာပေါ့နော်ဒါပေမဲ့ရှုခင်းကအရန်လာတာပေါ့နော်ကြည့်ရတဲ့အတိုင်းပဲဒီတောင်တွေကလေဘယ်တော့မှမဆုံးနိုင်မဲ့တောင်တန်းတွေလိုပဲအလွာလိုက်နဲ့တော်တော်လေးလာတာပေါ့နော်အဲ့ဒါဖြစ်နိုင်ရင်ကိုကလေအဲ့ဒီ postcard ကိုလိုက်ရှာပြီးတော့ဝယ်မယ်ဆိုပြီးတော့စဉ်းစားတာပေါ့ဒါကတော့လမ်းတွဲမှာဓာတ်ဆီဖြည့်ပါတယ်လို့အပြန်လန်းကြတော့ Calgary ကနေပြီးတော့ Minnesota ကိုသွားရတာပေါ့နော်အဲ့ဒါ2နာရီခွဲကြာတယ် Minnesota ကနေပြီးတော့ Indianapolis ကိုကျတော့3နာရီခွဲကြာတာအပြန်ကျတော့တိတ်မကြာတော့ဘူးပေါ့လေနော်ဆိုတော့ဒါကတော့ Minnesota Airport မှာပေါက်စီရောင်းတဲ့ဆက်ကိုတွေ့ပြီးတော့အရင်သဘောကျလို့အဲ့ဒါပေါက်စီဝယ်စားတာပေါ့နော်သူကအဲ့ဒါပတ်စံထည့်ပေးလိုက်ရင်သူကချက်ချင်းချက်ပေးတာပေါ့နော် microwave ပေးတာဖြစ်မှာပေါ့နော်ဒါကတော့ပေါက်စီနှလုံးပါလို့အဲ့ဒါကို American dollar နဲ့ဆိုရင်$9ကျော်ပေးရတယ်ထင်တယ်ဆိုတော့လေးစိတ်မှာဆိုတော့ပြောမှဆိုတော့ဈေးကြီးတာပေါ့နော်ဒါပေမဲ့လည်းကိုကလည်းအထူးဆန်းတွေးတဲ့ခါကျတော့ကိုကအဲ့ဒါစားကြည့်တာပါလို့ဆိုတော့ Banff National Park ကိုသွားမယ်ဆိုလို့ရှိရင်အဓိကသိရမယ့်နေရာတွေပေါ့နော်ဆိုတော့ဒီဘက်ညာဘက်အစွန်ဆုံးမှာမြင်ရတဲ့ Calgary ကတော့ international လေးစိတ်ရှိတဲ့နေရာပေါ့နော်ဆိုတော့ hotel တွေပါတယ်အားလုံးကအဲ့ဒီမှာဆိုလို့ရှိရင်ပို့ပြီးတော့ဈေးသက်တာတယ်ဒီ Calgary ကနေပြီးတော့ Banff National Park ကိုသွားမယ်ဆိုလို့ရှိရင်တနားရီခွဲလောက်မောင်းလို့ရတယ်ပေါ့နော်တနားရီခွဲလောက်ကိုကကားမောင်းရတာမကြိုက်ဘူးဆိုလို့ရှိရင် Canmore မှာလည်းနေလို့ရတယ် Canmore မှာကျတော့သူက Calgary တက်စားလို့ရှိရင် hotel တွေကသူကပိုဈေးကြီးရယ်ဆိုတော့ Canmore မှာတခြား business တွေပါတယ်ဘာမှတိတ်မရှိဘူးပေါ့နော်သူကအဓိကတော့ဒီ resort တွေရယ် Airbnb ရယ် hotel တွေရယ်ရှိရယ်သူလည်းအဲ့လိုတောင်တန်းတွေကြားထဲမှာရှိတဲ့မြို့ကလေးဆိုတော့တော်တော်လေးတော့လှတယ်ဒါပေမဲ့ Calgary တက်စားလို့ရှိရင် hotel တွေကကျတော့3ဆလောက်ပိုဈေးကြီးရယ်နောက်တစ်ခုကကျတော့ဒီ Banff National Park နားမှာရှိတဲ့ Banff လို့ခေါ်တဲ့ Banff Town ပေါ့နော်အဲ့မှာနေလို့ရတယ်အဲ့ဒီမှာတော့ဆိုင်မွန်ကဈေးနှုန်းကြီးတုန်းကတော့ဈေးအပေါ်ဆုံး hostel တောင်မှတညအောင်900ရှိရယ်ပေါ့နော်ဆိုတော့ hotel တွေဆိုတညအောင်1800 1900အဲ့လားဈေးအပေါ်ဆုံးလေနော်ဆိုတော့အဲ့တော့ကိုကဟိုကားမောင်းရတာလဲကိုကဟိုစိတ်ထဲမှာမရှိဘူးပြီးတော့ကားမောင်းရတာမကြောက်ဘူးဆိုလို့ရှိရင် Calgary မှာနေတာကပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဆိုတော့ဘာကြောင့်လဲဆိုတော့သူက hotel တွေလည်းအများကြီးပို့ပြီးတော့ဈေးချိုတယ်ပြီးတော့ဟိုရွေးချယ်စရာလည်းအများကြီးရှိတာပေါ့နော်အချုပ်ပြောရမယ်ဆိုလို့ရှိရင်တယောက်တည်းသွားတယ်ဆိုပေမဲ့လည်းတော်တော်လေးတော့အဆင်ပြေခဲ့တဲ့ခီးစဉ်လေးတစ်ခုပါလို့အစအဆုံးကြည့်ပေးတဲ့အမျိုးတွေလည်းကျေးဇူးတင်ပါတယ်လို့နောက်ဗီဒီယိုများမှာပြန်ဆောင်ကြပါမယ် bye bye